Okay so okay so ခုနကကျွန်တော်တို့က file လေးကိုဖျက်ပြလိုက်မယ်နော်ဆိုတော့ file လေးဖျက်ပြလိုက်ရင် okay အဲဆိုကိုကဥမာနည်းနည်းပါဟိုဒါကတော့ဟို offensive ကနေ create လို့ပေါ့နော်ရမယ်မဟုတ်ဘူးね system administrator တယောက်အနေနဲ့ create တဲ့အခါပဲကျွန်တော်တို့က file တစ်ခုတည်ဆောက်ဖို့ပေါ့ desktop ထဲမှာ file တစ်ခုဆောက်ဖို့ဆိုရင် file ဆိုဒီနေရာမှာ file ဆိုတဲ့အဓိပ္ပာယ်ကကြာလို့ရှိရင် file တခြားရှောင်းပြတဲ့ခက်တယ် directory နဲ့ file ဆိုမတူလိုက်ဥပမာ PDF file ပေါ့txt file ဟိုမှာနဲ့ Microsoft Word file ညမှာစာ file လေးကို file လို့ခေါ်တယ်ဟိုဘက် folder ကိုခေါ်မှာ folder ဆိုလို့ရှိရင် directory ပေါ့နော်ညရှောင်းကိုနည်းနည်းနားလေပြေးပါနဲ့ဆိုတော့ကျွန်တော်က file တစ်ခုတည်ဆောက်ဖို့ပေါ့ဥပမာဒီထဲမှာ touch ဘာမှပဲဆိုထိတွေ့ရဆိုတဲ့အတိုင်းပဲပေါ့နော် touch မှာ file 1 ဆိုတဲ့ file တစ်ခုကိုကျွန်တော်တို့ကဒီမှာဆောက်လိုက်ဆို file တစ်ခုထွက်လာဟုတ်တယ်မလားနော် file နှစ်ခုဆောက်ချင် touch file 1ဒီပဲဆောက်လို့ရလား command နဲ့ဆောက်လို့ရလားကြည့်ကြည့်လိုက်မတွေ့မလားဟုတ်တယ်ဒီမှာနှမ်းမိတာ file 1, file 2လို့ file ထားဆိုရင်အဓိပ္ပာယ်ကသူကဒီချောင်းတော့နာမည်တစ်လုံးလေးလို့ပြောတာလေဆိုတော့ okay ရမယ်ဆိုရင်ကျွန်တော်တို့ file နှစ်ခုဒါပဲဆောက်ဖို့လေဒီခါတစ်ရှင်းပြမှာ sorry touch parenthesis ကိုတော့ open parenthesis နဲ့ close parenthesis တွန်းကောင်းပါကိုပါမှာဆိုတွန်းကောင်းကိုခေါ်လို့ဥပမာရောင်းထည့်မှာလာထည့်ပလိုက်ဆိုရင်ဥပမာ file ဆိုဒီမှာ file 1မှာ file 1 file 2ကျွန်တော်ဆောက်လိုက်ကြည့်ကြလားဒီမှာ file 1 file 1 2ပေါ့ဟာဒီမှာနာမည်တူဝင်ဆို file အဓိပ္ပာယ်ကတူမလိုက်ရင်ဘာသာပြန်ဒါပေမဲ့စလုံး case sensitive file တွေအတွက်နဲ့တူမတူဘူးဆိုတဲ့အဓိပ္ပာယ်ဒီလေokay ကျွန်တော် file လေးတော့ဆောင်းလိုက်ခိုင်းမယ်ညောင်း file ထဲမှာရှိလဲ font grade ဒီမှာ sorry just go on point mesh let's go နမဟုတ်ဘဲနဲ့ကျွန်တော်တို့ဒီကောင်ကို mouse pen နဲ့ font grade ထိုးလို့မရှိဒီမှာ hi welcome to Oregon box welcome to Oregon ဒီကောင်ကို contrast နဲ့ save လုပ်လိုက်မယ်ကျွန်တော်ပြန်ပတ်လိုက်ဒီထဲမှာစာဟင်းတစ်ခါဆိုရင်ခုနကစာကို file 1ထဲကစာကိုဖတ်ပြရစမ်းဖတ်ပါမယ် cat file 1 welcome to Oregon ဟုတ်တယ်မလား file f agreement စာတဲ့ file ထဲမှာဆိုတာရှိတယ်ထိုးမရှိ okay ညမဆိုရင်ဒီ terminal line ကနေပဲကျွန်တော်တို့စာထည့်ပခိုင်းချင်အောင်မကြည့်တကော control လောက်ခါပဲပေါ့ကျွန်တော် hack လိုက်ပြီညောင်းထဲမှာစာတစ်ခုထည့်ပခိုင်းဖို့ပေါ့ဒါပဲလောက်ခလဲကျွန်တော်တို့ကဒီမှာဒီ double body ဆိုရင် PHP လေးလာဖူးတဲ့လူတိဆိုရင်သိဖို့ထား alcohol ဆိုတဲ့စကားလုံးကိုတောင်းရင်ဥပမာyou are under control ဒီမှာကဒီနေရာမှာဟုတ်ပြီလို့ alcohol ဆိုတဲ့ command ဖိုက်ပြီးနောက်မှာ quotation တဲ့စကားလုံးကိုဒီမှာမြတ်တော်ဖွင့် background မှာထည့်တယ်ပြီးရင်ဒီမှာကျွန်တော်တို့ရောက်ခေါ်လဲ greater than sign နဲ့ file 1ဆိုတဲ့ table ကိုကျွန်တော်တို့ထည့်ဟုတ်ပြီလားထည့်လိုက်ဟုတ်ကဲ့သူကစာရောက်ခါတယ် you are under control ဆိုတဲ့ဟာဖိုက်ခါ okay so ဒီအပြန်ဖတ်ကြည့်ရင် cat now file 1နဲ့ဖတ်ကြည့်ရင် you are under control okay ဟုတ်ပြီဆိုတော့နောက်ထပ်တစ်ခုပြန်ပြီးတော့ထပ်ထည့်ဖို့ပေါ့ဒီအခါ you are under control ဟိုမှာအဲ့လိုခေါ်ကြတယ် I am Arcanist ပေါ့ I am an Arcanist ပေါ့ဒီထပ်ထည့်လိုက်အဲ့ဟုတ်ပြန်ကြည့်ရအောင်ဒီချိန်မှာဒါပေမဲ့သူက override file ခါပေါ့နော် I am Arcanist ဆိုတဲ့စကားလုံး file ခါပြီးဒီ you are under control ဆိုတဲ့စာပြောင်းလာခါနည်းနည်းတော့ကြွားကြဆိုရင် portion နဲ့ဇာတ်ရင်းမပေါ်ပေါ့ဆိုရင်ရံပန်မျိုးနှစ်ခုလုံးပေါ်အတွက်ဆိုကျွန်တော်တို့ကဇာတ်လောက်ရတယ်ဆိုလို့ရှိရင်ဒီမှာ greater ပင်ကိုနှစ်ခုထပ်ရညမဆိုရင်သူက override မဖက်ဘူးသူရဲ့အောက်မှာနောက်တစ် line နေနဲ့ပြန်ရောက်လာခါဆိုနောက်တစ်ခါပြန်ဖုန်းပြအောင်ဆို okay ခုတစ်ခါကျရင်စာနှစ်ပြောင်းလောက်လာခါဟုတ်တယ်နော်ဒီပြင်ကျွန်တော်တို့ဥပမာGUI ဘက်မှာဆိုရင် ဒီစာဟုတ်တယ်မလားနော် file 1အသေးထဲမှာရှိတဲ့စာဟို file 2ထဲကိုကူဖို့ပေါ့ဒါဆိုရင်ကျွန်တော်ကဒီ file ကို font ဟုတ်တယ်ဒီ file ကို font select လောက် copy ဟုတ်တယ်မလားဒီခါမှာဒီထဲလောက် font ပြန်ကူပေါ့ညမကူဘင်းကျွန်တော်စာပဲကူပြလေပေါ့ဒီထဲကစာဒီထဲထည့်ဖို့ဆိုရင် okay ဒီဆိုတော့နည်းနည်းစဉ်းစားကြအောင်ကျွန်တော်
ဒီထဲကစာကိုဖတ်ဖို့ဆိုတော့ဖတ်မယ် cat ဆိုတဲ့စကားလုံးနဲ့ဖတ်တယ် file 1ဆိုတဲ့စာနဲ့ကျွန်တော်တို့ဖတ်လိုက်တယ်ဟုတ်မလားဒါဖတ်လိုက်တဲ့အချိန်မှာဒီစာက terminal မှာပေါ်လာတယ်ဒီ copy ကူရခုနကကျွန်တော်တို့ဒီမှာကိုသုံးချင်တဲ့စကားလုံးရဲ့စာတိကို file ထဲကိုထည့်တဲ့အခါမှာဒီသင်္ကေတကိုထည့်ဟုတ်တယ်မလားအဲ့လိုဆိုရင်ကျွန်တော်တို့ပေါက်လိုက်တယ်အဖြစ်ထွက်တယ်ဟုတ်တယ်မလားဆိုတော့ okay cat file 1ထဲကစာကိုဒါထည့်ထည့်ဖို့လဲ file f agreement စာတဲ့ file 1တွေကိုကျွန်တော်ထည့်လိုက်ဘုံဆိုဒီမှာတစ်ခါဖွင့်ကြအောင်ဒီမှာ hi welcome to Aragon နောက်တစ်ခါနိုင်တယ်မိုင်းနေတယ်ဒါဟိုအများကြီးဟို right click ဖွင့်လိုက်ကလုံးနှိုက်လိုက်လုံးနေကြမလို့လိုက်ပဲပေါ့နိအဲ့ဆိုရင် okay အခုကျွန်တော်တို့ဒီဒါဘရောလဲဒီထဲကစာကိုကျွန်တော်တို့ကနေပြီးနေနောက်တော့ file 1ထဲကဟာကို file 2ထဲကိုကူးဖို့လည်းကူးလိုက်ရင် cat file f agreement စာရဲ့ကောင်ကို file 1ကိုမဆောင်မလို့တစ်ဆောင်တင်နေရတယ်ဟိုဘက်မှာတစ်ခုလည်းမရှိတော့နော် file 2ဆိုတဲ့ကောင်ကိုထည့်လိုက်တယ်ဒီမှာ file 2ထဲမှာကျွန်တော်တို့ညစာတော့လောက်ခိုင်းညလိုက်ပဲပေါ့နော် okay အဲ့ဆိုရင် okay ဟုတ်ပြီဒီနေရာမှာကျွန်တော်တို့ဒီ right click ထောက်ကနေ folder ဆောက်ရပေါ့ဥပမာ test ပေါ့ဒီဘက်မျိုး folder ဆောက်တဲ့ဟာကိုကျွန်တော်တို့ဒီ terminal line ကနေလာမဆောက်ပလဲပေါ့အဲ့ဆိုရင်ကျွန်တော်တို့ဒီမှာနှုတ်ဖြတ်လိုက် terminal ဆိုရင်သူ့ကိုကြတော့အုံးလိုက်ပဲဆိုရင် make directory ပေါ့နော်ဆိုတော့ make ရဲ့တူကောက်က mkdir directory ဟုတ်တယ်မလားနောက်ထပ်မှာစာတစ်ခုဆောက်ပါလေဒီမှာ arrogant ဆိုတဲ့ folder တစ်ခုဆောက် arrogant okay ဒီမှာ arrogant ပေါ်လာဆို mkdir ရဲ့တဲ့ပြန်ကြလေ folder ဆောက်တယ် file ဆောက်တယ် douch ဆိုတဲ့တဲ့ပြန်ဟုတ်တယ်မလားဆိုတော့ဟုတ်ပြီကျွန်တော်တို့ copy ကူးပြန်ဟုတ်တယ်မလားဒီအနောက်မှာရှိတဲ့ဟာကိုတော့ဒီဘက်ကောက်ထည့်ပလိုက်လို့ရဒါပေမဲ့ဒီ download save တဲ့ဟာကိုဒီဘက်ကောက်ထည့်လို့မရတော့ copy လောက်ကူရတော့ဟုတ်တယ်မလားဆိုတော့ copy ကူဖို့အတွက်ကျွန်တော်တို့ okay ဒီကနေပဲ copy ကူfile 1ဆိုတဲ့ဒီ f agreement စာတဲ့ file 1ကိုကျွန်တော်တို့က arrogant ထဲကိုကူ ls နဲ့ပြေးလိုက်တယ်သူက color ကမတူနဲ့ file ဆိုရင်စလုံးအဖြူနဲ့ပြပြီး arrogant ဆိုရင်ဒီမှာစလုံးအပြောင်းနဲ့ folder directory ဆိုလို့ရှိရင်သူကစလုံးအပြောင်းနဲ့ပြရပါမယ်ငငယ်ရ file 1ဆိုတဲ့ဟာကိုကျွန်တော် arrogant ထဲကိုထည့်ဖို့ပေါ့ဆိုစမ်းပဲကူးခလေ okay copy ဆိုမှတော့ cp ပေါ့ file 1ဆိုတဲ့ကောင်ဒါထည့်ထည့်ဖို့လေ arrogant ဆိုတဲ့ဟာကိုထည့်လိုက် okay ဒီမှာလေး file 1ရှိပြီဒီထည့်ကိုလောက်ကြည့်ဒီမှာ file 1ပေးရော clear around ဒါပေမဲ့ကူးလိုက်တဲ့အခါဒီမှာ file မကြံစီရှောင်ဘူးဒီအထက်မှာတစ်ခါလေးကျွန်တော်တို့ကဖြောက်ပလိုက်ရှောင်ပေါ့နော်ဒီတစ်ခါလေးဒီထည့်ကိုပဲ probe လိုက်ရှောင်ဟိုဘက်မှာဆိုရင် cut လုပ်တဲ့အတိုင်းပဲနဲ့ဒီဟာနဲ့ဒီ cut လုပ်ဟုတ်တယ်မလားနောက်ဆိုရင်လောလောဆယ်ကျွန်တော်တို့ဟိုမှာဒီ file 2ဆိုတဲ့ဟာကို arrogant ဆိုတဲ့ထည့်ကိုထည့်နေဆိုရင်သူ့ကို move လုပ်မယ်ဒီမှာ mp f agreement စာတဲ့ file 2ကိုကျွန်တော်တို့ဇာတ်ထည့်ကိုထည့်ဖို့လဲ arrogant ဆိုတဲ့ထည့်ကိုကျွန်တော်ထည့်လိုက်မရှိရဟုတ်တယ်မလား file 2ပြောင်းလာခိုင်း arrogant ထည့်ကိုတော့ခိုင်းနော်ဆိုရ okay နောက်ဆိုရင်ကျွန်တော်တို့ဒီမှာဟန်get ကြရလောလောဆယ်ဒီမှာရှိတဲ့အတိုင်းပဲဒီလောက်ပဲမလုပ်ရမယ်ဟုတ်တယ်မလားနောက်ဆိုရင်ကျွန်တော်တို့ကဒီ arrogant ထဲမှာရှိတဲ့ဒီ server တွေကိုမောင်းဖို့ဆိုရင်ကျွန်တော်တို့ကဥပမာ cd arrogant ဆိုပြီးတော့ log grade ls ဆိုပြီးတော့တစ်ခေါက် grade ဒီခါမှဒီဘက်မောင်းနေရပေါ့ညဘယ်မှာ grade နေကျွန်တော်တို့က server kit လို့ရတယ်ဒီမှာအခု git လို့ desktop ပေါ်မှာねဒီအထက်မှာမဟုတ်ဒီနေရာမှာပဲရှိဟုတ်တယ်မလားဒီအထက်က file ကို grade ဖို့ဆိုရင်ကျွန်တော်တို့က ls ကိုသုံးလိုက် arrogant ကို grade လိုက် file 1 file 2 file 3ဆိုတာရှိဟုတ်တယ်မလားဆိုဒီအထက်မှာနောက်ထပ် tab နဲ့ကျွန်တော်တို့က folder တစ်ခုထားဆောက်ဥပမာ testing ဒီမှာနောက်ထပ်တစ်ခုထားဆောက်ပေါ့ဒီကနေဆို grab ပါဆောက်လိုက်မယ်ဒီကနေ cd မှာ arrogant တွေကိုလုပ်မယ်ဟုတ်တယ်မလားဒီမှာ testing ထဲမှာပဲ mkdir ဒီ folder ထဲမှာကျွန်တော်ထားပြီးနေဆောက်ပါမယ်အခုက upbound မှာဒီ arrogant ဆိုတဲ့ဒီထဲမှာပဲရှိသေးတယ်ရှိဆောက်ပါဆို mkdir ဒီမှာ open parenthesis နဲ့ကျွန်တော်ဆောက်လိုက် folder နောက်နှစ်ခုဆောက်ဆောက်လိုက်ဆိုရင် t1 t2 t3 okay ကြည့်လိုက် oh sorry ကျွန်တော်ဒီမှာမှားလာ
ခုနကဘာမှထည့်လိုက်အောင်ဒီမိခါမှာညောင်းထည့်ဇာတ်ထဲမှာထားဆောက်လိုက်ဆိုလို့ရှိရင် testing ဆိုတဲ့အထက်မှာဆက်ဆောက် oh sorry မလွယ်တော့sorry ခုနကကျွန်တော်ပြောရမှာOkay ပြန်ချက်လိုက်မယ် Okay နောက်ခေါက်ပြန်တော့ဆိုတော့ကျွန်တော်တို့ဒီ testing ဆိုတဲ့အထက်မှာနေပြီးတော့ကျွန်တော်ဆောက်ဖို့ဆိုလို့ရှိရင် mkdir testing ဒီလိုခါမှာဒီအထက်မှာဆောက်ပါလား t1 t2 t3 ဘုံကျွန်တော်ဆောက်လိုက်အဲ့ဒါနဲ့ကျွန်တော်ကြည့်ပြအောင်ဒီမှာ t1 t2 t3 ဒီမှာထားရှိ Okay t2 ဆိုတဲ့အထက်မှာအဲ့ဒါဒီ testing ထဲကမှဒီ t2 ဆိုတဲ့အထက်ကိုကျွန်တော်တို့က5ခုထားဆောင် Okay ထပ်ပြဆိုတော့အခုညထဲမှာ5ဆောက်ဖို့ဆိုတော့ကျွန်တော် research touch 1 2 3ပေါ့နော်ညဆောင်အစားထဲမှာဆောက်ဖို့လဲဆိုရင် arrogant ထဲက testing ထဲက t2 ထဲကဟုတ်လို့မလားဆိုတော့ directory ကျွန်တော်တို့ကညွှန်ဖို့ arrogant ထဲကမှ testing ညထဲမှာမှာရှိလဲ t2 ဆိုတဲ့ကောင်ထဲမှာ t2 ဆိုတဲ့ထဲမှာမှထပ်ပြီးတော့ကျွန်တော်တို့က5ဆောက်ပါညထဲမှာဥမာ 5a 5b 5c ဘုံကျွန်တော်ဆောက်လိုက်ဒီမှာကြည့်မှန်လိုက်ဆိုကြဥမာကိုကဒီနေရာရောက်နေတဲ့အချိန်မှာတစ်ခါဖုန်းနောက်တစ်ခါဖုန်းနဲ့ဘယ်လိုဆောက်ကြရမလို့ command grounding and brief Okay လို့ဆိုတော့ဒီမှာကျွန်တော်တို့ဒီမှာ backslash ပြန်ထားလိုက်တယ် pwd ကျန်နေမှာရှိနေတယ် desktop ပေါ်မှာဒီနေရာမှာရှိနေဒီ t2 ထဲက file လေးကိုပေးဖို့ပေါ့ဟုတ်မလားဆိုတော့ဥမာကျွန်တော်ခေါ်လဲဒီမှာ desktop ပေါ်မှာကျွန်တော်ဒီ testing ဆိုတဲ့ file ထဲမှာဇာတိရှိနေတယ်ပေါ့မရှောင်ပြလို့ဆိုရင်ကျွန်တော်တို့ကဒီဘက်ကစ်လို့ရတယ်ဟုတ်မလားကျွန်တော်ဒီဘက်ကစ်လိုက်ရင် sorry ကျွန်တော် file မှာနေ arrogant လာ arrogant ထဲမှာကျွန်တော်ကြည့်လို့ရှင်ရထဲမှာ ls မှာ arrogant ထဲမှာ testing ဒီဘက်ကင်းနေညမမဟုတ်ဘူးနဲ့ကျွန်တော်တို့ကတခါတည်းဒီ arrogant ဆိုတဲ့ folder ထဲမှာဟင်းဟင်းသမျှ file တွေအောင်လုံးကိုတွေ့ဖို့ပေါ့ညမဆိုတာတွေ့တယ် tree ဆိုတဲ့စကားလုံးကိုတောင်းတယ် tree ဆိုအကိုက်ခတ်နေတော့ညမလည်းမျိုး arrogant ကြည့်လိုက်သူ့ရဲ့ file ထဲမှာရှိလဲ arrogant ဆိုတဲ့ folder ထဲမှာဒီ file တွေရှိတယ်သူ့ရဲ့ directory လမ်းလိုက်တယ် t1 t2 t3 t4 51 52 53ရှိညထဲမှာ testing ဆိုတဲ့ထဲမှာထောက်ဝင်လိုက် testing ဆိုမှာ t1 2 3ရှိt1 2 3ရှိညထဲမှာ t2 ထဲမှာရှိလဲဒါရှိရမှာမျိုးပေါ့နေ so တော့ကူတဲ့ဟာပဲ so okay နောက်ထပ်တစ်ခုနောက်ဆုံးတစ်ခုအနေနဲ့ကျွန်တော်တို့ကဒီမှာအခုလက်ရှိ screen တွေပေါ့ဒီကျွန်တော်တို့အနေနဲ့ desktop ပေါ်မှာ video တွေ desktop ပေါ်မှာဖိုင်တွေရှိနေတယ် ls နဲ့ပြင်လိုက်တယ် arrogant ဒီနေရာမှာကျွန်တော်တို့ run နေတဲ့ဖိုင်တွေဆိုတော့နောက်ထပ် folder တစ်ခုဆောက်မလဲဒီ arrogant ဆိုတဲ့ folder ထဲကဖိုင်တွေကို backup အနေနဲ့ထားဖို့ okay ဆိုတော့ backup ဖိုင်တစ်ခုရအောင်ဆောက်မယ် psc ပြ backup okay ညရှောင်းကို arrogant ထဲကဖိုင်တွေကိုကူးဖို့ cp နဲ့ကူးကြ arrogant ဟုတ်လို့မလား psc ပြ backup မရဘူးလို့မရလေဒီမှာ minus is not specified လို့ပြတယ် minus ကိုသူကမထည့်ထားဘူးမညွှန်ပြထားဘူးပေါ့ဒီအထက်မှာဒါပဲလို့လဲဆိုရင် folder file နေပေါ့နော်ဒီမှာ directory file နေအတွက်နဲ့သူ့အထက်မှာ file ရှိရဆိုလို့ရှိရင်သူကဇာလို့လေညရှောင်းဒီအောင်လုံးကိုဖြတ်ဖို့ကူးဖို့အတွက်ဆိုရယ် recursive ပေါ့ဒီဆိုတော့ကျွန်တော်တို့ဒီမှာကြည့်ကြအောင်ဆိုရင်ဒီ backup ထဲကိုကြည့်ထား1 ထားမယ်နော် cp ခုန command ကိုပြန်လိုက်မယ်ဆိုရင်ဒီမှာ minus r လို့ရလို့ပြောတယ် minus r space ကူးလိုက်တယ် okay arrogant ဆိုတဲ့ file လောက်ခါပဲအောင်လုံးအဲ့ဒါပဲပေါ့နော်ဆိုရင် Linux က creation command တွေဖိုက်ပါတယ်ပြီးရင်နောက်ဗီဒီယိုတစ်ခုမှာနောက်ထပ်ဒီကမိုက်တဲ့ command တွေကိုလေ့လာအောင်